အားလုံးပဲမင်္ဂလာပါဒီနေ့10ရက်နေ့မှာမင်ပေါ့နော်လက်ကားကုန်တယ်ကြီးများအတွက်မင်းရှိမှာပေါ့နော်စူပါကတ်လေးတွေအော်ရာတက်တဲ့ချိန်ကျရင်အယောင်မစုံပြောလို့မင်းအယောင်4ယောင်နဲ့မင်းတို့လက်ကားဈေးလေးနဲ့မင်းတို့ရောင်းချပေးတော့မှာဖြစ်ပါတယ်နော်အခုမင်းရောင်းချပေးမဲ့အစီးရတော့မင်းတို့အစီး90လောက်ပဲကျန်တော့မှာမို့လို့10စီးကိုပေါ့နော်4ယောင်10စီးတွဲကိုမင်း9ဦးကိုပဲမင်းရောင်းချပေးတော့မှာဖြစ်ပါတယ်နော်10စီးဆိုရင်တော့မင်းတို့9ဦးရမယ်ပေါ့နော်9စီးဆိုရင်တော့မင်းတို့10ဦးလောက်ရအောင်မယ်ပေါ့နော်10စီးဆိုရင်တော့မင်းတို့လက်ကားဈေး10စီးတွဲကိုမင်း promotion ဈေးနဲ့ပေါ့နော်လုံးဝ promotion ဒီ12လပိုင်းဒီဇင်ဘာလမင်းတို့ promotion ကိုမင်းပေးတော့မှာဖြစ်ပါတယ်နော်လက်ကားကုန်တယ်ကြီးများမင်းရဲ့ဗီဒီယိုလေးကိုတွေ့ပြီးရင်အမြန်ဆုံးဆက်တွယ်နိုင်ပါပြီနော်မင်းတို့အစီး90တာမင်းရောင်းချပေးမှာဖြစ်ပါတယ်အယောင်ကလည်းမင်းတို့အစိမ့်ပုတ်လေးရယ်အနက်ကလေးရယ်ခဲလေးရယ်အပြာလေးရယ်ဆိုမှမင်းတို့ရရှိမှာဖြစ်ပါတယ်နော်4ရောင်ကိုမှမင်းတို့အယောင်စုံပါပဲနော်မင်းတို့အရင်နေ့ကဆိုမင်းတို့ပစ္စည်းလေးပြက်နေရအခုမင်းတို့အယောင်4ရောင်တွဲ4ယောက်ရှိထားပါပြီ10စီးဆိုတော့မင်းတို့9ယောက်ကိုပဲမင်းရောင်းချပေးမှာဖြစ်ပါတယ်နော်အဲ့ဒီ9ယောက်ရောင်းပြီးသွားရင်တော့မင်းတို့လက်ကားလေးရတော့ပိတ်သွားမှာဖြစ်ပါတယ်နော်လက်ကားဝယ်ယူခြင်းတဲ့ customer လေးအမြန်လေးဆက်တွယ်နိုင်ပါပြီเนาะမင်းရှိမှာဈေးနှုန်းလဲလုံးဝအထူး promotion ဈေးနဲ့မင်းဒီဇင်ဘာ promotion အနေနဲ့မင်းတို့လက်ကားကိုလည်းမင်း promotion ချပေးတော့မှာဖြစ်ပါတယ်เนาะ promotion လေးကြိုက်တယ်ဆိုရင်တော့မင်းစီမှာအရင်ကြဝယ်တဲ့လူပဲဖြစ်လက်ငင်းဝယ်တဲ့လူပဲဖြစ်ပေါ့เนาะလက်ကားဝယ်တဲ့လူပဲဖြစ်မင်းစီမှာအမြန်လေးဆက်တွယ်နိုင်ပါတယ်เนาะလက်ကားဖုန်းနံပါတ်လေးကတော့မင်းတို့39 955 294 926ပဲဖြစ်ပါတယ်เนาะမင်းတို့လက်ကဆိုင်ရတော့မင်းတို့85စကိုင်းမန်ဒေးလန်စန္ဒမုနိဖျားပေးအမရဘူရာဆိုင်ဘုတ်အနီးမှာလာရောက်ပြီးတော့ဆက်တွယ်ပြီးတော့မှမင်းမြန်းနိုင်ပါတယ်เนาะမင်းတို့လူကိုယ်တိုင်ကိုကြလဲဘလို့ဘိန်းလေးတွေလက်ကရလဲဆိုတာကိုလာရောက်ကြည့်ရှုနိုင်ပါတယ်เนาะလာရောက်မကြည့်ရှုနိုင်တဲ့ customer တွေအတွက်လည်းမင်းရဲ့ဖုန်းနံပါတ်လေးကိုမှတ်ထားလို့ရပါတယ်เนาะလက်ကဖုန်းလေးကတော့မင်းတို့39 955 294 926ပဲဖြစ်ပါတယ်เนาะအခုဒီစူပါကတ်4ရောင်လေးကိုမင်း9ဦးကို promotion ရောင်းချပေးတော့မှာဖြစ်ပါတယ်เนาะနောက်ထပ်90ပြီးတော့မင်းတို့နောက်ထပ်လက်ကားလေးစူပါကတ်လေးကမင်းတို့လက်ကားလေးပိတ်သွားမှာဖြစ်ပါတယ်ဘာလို့ပိတ်သွားလဲဆိုတော့မင်းတို့စူပါကတ်လေးတွေကပစ္စည်းပြတ်တော့မှာမို့လို့ပေါ့เนาะနောက်ထပ်ဘလိုဘိန်းလေးတွေကိုမင်းလက်ကားလေးပေးသွားမလဲဆိုတာကိုမင်းရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးကြပါအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်ရှင်